Hello အားလုံးပဲမင်္ဂလာပါစု crochet wall ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုထိုးပြပေးမယ်အားလေးကတော့ဒီမှာဒါလေးပေါ့နော်ချစ်စရာလေးဒီအခု Halloween နဲ့လည်းကွက်တိကြအောင်လို့ပေါ့နော်ထိုးခြင်းတဲ့တူလေးဒီချိန်လေးထိုးပြပေးမှဖြစ်ပါတယ်တန်တန်အခုဒီမှာလုံးစပြီးတော့ body လေးဒီ body ပိုင်းလေးထိုးမယ်ပေါ့နော်ဒီ body လေးထိုးမယ် magic ring နဲ့စပြီးထိုးပါမယ် magic ring နဲ့ထိုးမယ် magic ring ကတော့ဒီတိုင်းထိုးတယ်နဲ့တလားနော်ဒီချိန်ဝမ်းတိုင်းအဲ့ဒီမှာတိုင်တို့6တိုင်ထိုးပါမယ်ဒီတိုင်2တိုင်3တိုင်4တိုင်5တိုင်6တိုင်ပြီးတော့ရင်16နဲ့ရှက်ကော်လေးနဲ့ဆက်လိုက်မယ်ဒီမှာတော့ထိုးခဲ့ရမှာတိုင်စစ်မှာပေါ့နော် stitch မှာရှက်ကော်လေးနဲ့ဆက်လိုက်မယ်ပြီးရင်ချိန်ဝမ်းနောက်တစ်တန်းကျတော့ zip v ဆိုတာကကျတော့ဒီပေါက်ထဲမှာ2တိုင်ထိုးတာ v လောက်တယ်လို့ခေါ်ပြီးပွားတာပေါ့နော်အဲ့ဒါကို6တိုင်ထိုးမယ်ပေါ့နော်ဒီမှာတတိုင်းနှစ်တိုင်းဒါကို V တစ်ခါပေါ့နော်အဲ့ဒါမျိုး6ခါထိုးပါမယ်3 4 ပြီးရင်ဒီမှာထိုးခဲ့တဲ့တိုင်းမှာရှက်ကောနဲ့ဘာလို့ထိုးခဲ့တဲ့ဒီမှာရှက်ကောနဲ့ဆက်လိုက်မယ်ပြီးရင်နောက်တစ်တန်းrow 3ရခါကျတော့တိုက်တို့တစ်ခါ V တစ်ခါနဲ့စုစုပေါင်း6ချိန်ထိုးမယ်နော်ချိန်1ပြီးရင်အဲ့ပါမှာလည်းတိုက်တို့တစ်ခါထိုးလိုက်မယ်ပြီးရင်နောက်တစ်ပတ်မှာ V ဒါဆိုရင်တစ်ချိန်နောက်တစ်ပတ်မှာကျတော့တိုက်တို့တစ်ခုနောက်တစ်ပတ်မှာကျတော့ V ဒါဆိုရင်2ခါနောက်တစ်ပတ်မှာတိုက်တို့တစ်ခါနောက်တစ်ပတ်မှာ V ဒါဆိုရင်3ခါ4ခါ5ခါ6ခါတိုင်း switch နဲ့ရှက်ကောနဲ့ဆက်လိုက်ပြီးရင်နောက်တစ်တန်းကျတော့နောက်တစ်တန်းပေါ့နော် row 4ကကျတော့တိုင်တို့2ခါ V တစ်ခါ6ချိန်ထိုးမယ်နော်တိုင်တို့တစ်ခါ2ခါ V ကတစ်ခါဒါဆိုရင်တစ်ချိန်အဲ့ဒါမျိုး6ချိန်ထိုးမှာနော်တိုင်တို့တစ်ခါ2တိုင်ပြီးရင်တစ်ပေါက်ထဲမှာ2တိုင်နဲ့ V တစ်ခါဆိုတော့2ချိန်ဒီ3ချိန်ဆက်လိုက်ဒါဆိုရင် row 4ပြီးပါပြီเนาะအဲ့ပြီးရင် row 5နဲ့ row 5ကနေပြီးတော့ row 90ပေါ့เนาะ row 5ကနေ row 90ကိုတစ်ပတ်ကိုတစ်တိုင်နဲ့အားလုံးပေါင်း24ပေါ့เนาะ20နဲ့မှ4တိုင်ထိုးပါမယ် row 90ကိုเนาะအဲ့တိုင်းပဲထိုးမယ်တစ်ပတ်ကိုတစ်တိုင်နဲ့24တိုင်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10 9 10 11 12 13 14 15 16 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171
18 19 20 21 22 23 24 24ပြီးသွားရင်ဒီမှာရှက်ကောနဲ့ဆက်လိုက်မယ်အဲ့ဒီတိုင်းကို row 90ကိုအဲ့ဒီတိုင်းပဲတောက်လျှောက်ထူသွားမယ်နော်အခု24တိုင်း24တိုင်းနဲ့အားလုံးကrow 5ကနေ row 90ကိုထိုးခဲ့ပြီပေါ့နော်အခု row 10ကိုထိုးပြမယ်ပေါ့နော် row 10ကျတော့10တန်းမြောက်ပေါ့နော်10တန်းမြောက်ကကျတော့တိုင်တို3တိုင်ကိုတိုင်တို3တိုင်ပြီးရင် V တစ်ခါတိုင်တို3တိုင် V တစ်ခါပေါ့နော်တစ်ပေါက်မှာတစ်ပေါက်မှာတိုင်းနဲ့တိုင်တို3တိုင်ထိုးမယ်ပြီးရင်တစ်ပေါက်ထဲမှာ V တစ်ခါထိုးမယ်အဲ့လိုနဲ့အားလုံးပေါင်း6ခါထိုးမယ်ပေါ့နော်ထိုးပြမယ်နော်ချိန်ပါပြီးရင်အဲ့ဒီမှာပဲတစ်တိုင်းနှစ်တိုင်း3တိုင်းဒါရိုးရိုးတိုင်းကို3တိုင်းထိုးပြီးသွားပြီနော်တစ်ပေါက်တစ်တိုင်းနဲ့ပြီးရင်နောက်တစ်ပေါက်မှာကျတော့ Vနဲ့ဒါဆိုရင်တစ်ချိန်ပြီးရင်တစ်ပေါက်တစ်တိုင်းနဲ့3တိုင်းထိုးမယ်တစ်တိုင်းနှစ်တိုင်း3တိုင်းပြီးရင်နောက်တစ်ပေါက်မှာ V နှစ်ခါဖြစ်သွားပြီတစ်တိုင်းနှစ်တိုင်း3တိုင်းပြီးရင်နောက်တစ်ပေါက်မှာ V 3ချိန်အဲ့လိုနဲ့အားလုံးပေါင်းပတ်သက်လဲ6ချိန်ထိုးမယ်နော်ခုဒါအဆုံးရောက်ပြီဆိုရင်ဒါကရှက်ကောနဲ့ဆက်လိုက်မယ်ပြီးရင်17တန်းမြောက်ကကြတော့တိုင်တို2ခါ V တစ်ခါတိုင်တို2ခါအဲ့လိုနဲ့အားလုံးပေါင်း6ချိန်ထိုးမယ်နော်ဘယ်လိုထိုးမှလဲဆိုရင် chain 1တက်မယ်နောက်တစ်တိုင်းတော့အဲ့ပေါက်မှာပဲတစ်တိုင်းပြီးရင်နောက်တစ်ပေါက်မှာတစ်တိုင်းနှစ်တိုင်းပြီးရင် V လာမယ်ပြီးရင်တစ်ခါရိုးတစ်တိုင်းနှစ်တိုင်းဒါဆိုရင်တစ်ချိန်ပြီးတစ်ခါထပ်ပြီးတော့တစ်တိုင်းနှစ်တိုင်းပြီးရင် V လာမယ်
ပြီးရင်တတိုင်းနှစ်တိုင်းဒါဆိုရင်နှစ်ကြိမ်ပြီးနောက်တစ်ခါထပ်ပြီးတော့တတိုင်းနှစ်တိုင်းပြီးရင် V ပြီးရင်တတိုင်းနှစ်တိုင်းဒါဆိုရင်3ကြိမ်အဲ့လိုနဲ့အားလုံးပေါင်းပတ်ပတ်လဲထိုးသွားမယ်နော်6ကြိမ်ထိုးသွားမယ်နော်ဆိုရင်ရောက်ပြီဆိုရင်အဆုံးရောက်ပြီဆိုလို့ရှိရင်မှာရှက်ကုန်နဲ့ဆက်လိုက်မယ်နော်ပြီးရင်ဒါဆိုရင် row တွဲထိုးမယ်12တန်းမြောက်မှာဆိုလို့ရှိရင်တိုင်းတို့9ကပြီးရင် V တစ်ခါနဲ့အားလုံးပေါင်း6ကြိမ်ဒီနေတော့ပြီးပြီးရင် V တစ်ခါလာမယ်นี่ V နော်ဒါဆိုရင်တစ်ချိန်ပြီးနောက်တစ်ခါတိုင်းတို့9ကလာ9တိုင်းလာမယ်နေတော့ပြီးရင် V နှစ်ချိန်ဒီနေတော့ပြီးရင် V ဒါဆိုရင်3ချိန်အဲ့ဒီတိုင်းပဲစုစုပေါင်း6ချိန်ထိုးမယ်နော်အဆုံးထိပြီးရင်ဒီမှာရှက်ကောနဲ့ဆက်လိုက်ဒါဆိုရင် row တွဲပြီးသွားပြီrow တွဲပြီးသွားပြီဆိုရင် row 73တန်းမြောက်မှာကြတော့ H ရဲ့ H D F D H shift အဲ့ဟာကိုအားလုံးပေါင်း9ကြိမ်ထိုးမယ် T ဆိုတာက HTC ကိုပြောတယ် F ဆိုတာ DC ကိုပြောတယ် T ဆိုတာ HTC ကိုပြောတယ်ဒီမှာဒီလိုမျိုးလေးရှင်းပြပြတာနော် T က HTC F ဆိုတာက DC နော်ပြီးရင်နောက်တစ်ခါရှိသေးတယ် E ဆိုတာ DDRC ကိုပြောတာနော်ဒါလေးကိုဒီခု73တန်းမြောက်ကိုထိုးပြမယ်ချိန်ဝင်တက်လိုက်မယ်ပြီးရင်အဲ့ထဲမှာပဲတိုင်တိုးတစ်တိုင်းပြီးရင် T ဆိုတော့တိုင်လက်ပြီးရင် F ဆိုတော့တိုင်ရှည်ပြီးတခါ T ပြန်လာမယ်ဆိုတော့တိုင်လက်ပြီးရင်တိုင်တိုးပြီးရင် slip stitch ဒါဆိုရင်တစ်ချိန်နော်ပြီးတခါပြန်လာမယ်ဆိုရင်တိုင်တိုးပြန်လာမယ်နော်တိုင်တိုးပြီးရင်တိုင်လက်ပြီးရင်တိုင်ရှည်တိုင်ရှည်ပြီးရင်တိုင်လက်ပြန်လာမယ်ပြီးရင်တိုင်တိုးပြန်လာမယ်ပြီးရင် slip stitch ဒါဆိုရင်နှစ်ကြိမ်ပြီးနောက်တစ်ခါတိုင်တိုးပြန်လာမယ်တိုင်လက်ကြည့်ရကြတယ်ပြီးရင်တိုင်ရှည်ပြီးရင်တိုင်လက်တိုင်တိုး slip stitch နော်ဒါဆိုရင်ဒီနေ့3ခါရှိတိုင်းနော်အားလုံးပေါင်းအဲ့ဒါကို9ခါထိုးပါနော်အဲ့ဒီပုံစံတိုင်းပဲကို9ခါထိုးရမယ်ဆိုရင်ဒါနောက်ဆုံးမှာ slip stitch နဲ့ဆုံးသက်လိုက်ပြီးဟိုဘက်ကတိုင်မှာတွားပြီးတော့ shut ကောနဲ့ဆက်လိုက်မယ်ဒါဆိုလို့ရှိရင် body ပိုင်းပြီးတွားပြီပေါ့နော်အားလုံးမှာ body ပိုင်းမှာ73တန်းရှိတယ်ပြန်ပြီးတော့ရှင်းပြပေးမယ်နော် row 1မှာဆိုလို့ရှိရင်စစချင်း measuring နဲ့စမယ် row 1မှာ measuring နဲ့မှာလည်းတိုင်တို6တိုင်ထိုးမယ်နောက်ခါ row 2မှာဆိုလို့ရှိရင်2တန်းမြောက်မှာ V 6ခါထိုးမယ် row 3မှာ3တန်းမြောက်မှာဆိုလို့ရှိရင် H တစ်ခါ V တစ်ခါနဲ့6ကြိမ်ထိုးမယ်4 4တန်းမြောက်မှာဆိုလို့ရှိရင် H နှစ်ခါ V တစ်ခါနဲ့6ကြိမ်ထိုးမယ် row 5ကနေ row 9ထိကိုကြတော့တစ်ပေါက်တစ်တိုင်းနဲ့24တိုင်းထိုးသွားမယ်ပြီးရင် row 10ရောက်ပြီဆိုလို့ရှိရင်တိုင်တို3က V တစ်ခါနဲ့6ကြိမ်ထိုးမယ် row 17တန်းမြောက်မှာဆိုလို့ရှိရင်တိုင်တိုနှစ်ခါ V တစ်ခါတိုင်တိုနှစ်ခါနဲ့6ကြိမ်ထိုးမယ်12တန်းမြောက်မှာဆိုလို့ရှိရင် row 12မှာဆိုလို့ရှိရင်တိုင်တို9က V တစ်ခါနဲ့6ကြိမ်ထိုးမယ် row 13မှာဆိုလို့ရှိရင်တိုင်တိုတစ်ခါ HDC တစ်ခါ DC တစ်ခါ HDC တစ်ခါတိုင်တိုတစ်ခါ slip stitch အဲ့ဒါနဲ့ပြန်ပြီးနောက်တစ်ခါပြန်ဆိုင်ရင်တိုင်တိုတစ်ခါHDC DC HDC တိုင်တို slip stitch အဲ့ဒါနဲ့အားလုံးပေါင်း9ကြိမ်ထိုးသွားမယ်နော်စုစုပေါင်း73တန်းရှိပါတယ်ဒါဆိုလို့ရှိရင် body တိုင်းပြီးပြီဆိုတော့အမတို့ခြေဖြတ်လိုက်လို့ရပါပြီချိန်ဝမ်းထိုးပြီးတော့ခြေဖြတ်လိုက်မယ်နော်ခြေစားလေးကိုအတွင်းထဲမှာလိုက်ပြီးတော့ခြေစားလေးကိုအတွင်းထဲမှာဝင်ပြီးတော့တိတ်လိုက်မယ်တိတ်ရလေးဖြစ်သွားမှာနော်ဒါဆိုလို့ရှိရင်ဒါ body တိုင်းရပြီပေါ့နော်ဒါလေးရပြီဆိုလို့ရှိရင်ဘာထိုးမလဲဆိုရင်လက်ထိုးမယ်ပေါ့နော်လက်ကိုလည်းခြေဖြူနဲ့ပဲထိုးပါမယ်လက်ကိုလည်းခြေဖြူနဲ့ပဲထိုးမယ်measuring နဲ့စမယ်ပြီးရင်တိုင်တို9ကထိုးပါမယ်ဒီနေ့မှာတိုင်တို9ကထိုးမယ်နော်တစ်တိုင်း3တိုင်း4တိုင်း5တိုင်း measuring နဲ့မှာတိုင်တို9ကထိုးလိုက်မယ်ပြီးရင်မှာရှက်ကောနဲ့ဆက်လိုက်ပြီး row 2မှာဆိုလို့ရှိရင်တိုင်တိုတစ်ခါ V တစ်ခါနှစ်ကြိမ်ပြီးရင်တိုင်တိုတစ်ခါချိန်ဝမ်းစမယ်ပြီးအဲ့ပေါက်ထဲမှာပဲတိုင်တိုပြီးရင် V တစ်ချိန်ပြီးရင်တိုင်တိုနောက်တစ်ပေါက်မှာနောက်တစ်ပေါက်မှာ V ပြီးရင်တိုင်တိုတစ်ခါပြီးရင်စာကြောင်းထိုးခဲ့တဲ့ချိန်မှာ
ရှက်ကောနဲ့ဆက်လိုက်ပါမယ်ပြီးရင်3တန်းမြောက်မှာဆိုလို့ရှိရင်တစ်ပေါက်ကိုတစ်တိုင်းနဲ့9တိုင်းထိုးပါမယ်တစ်တိုင်းနှစ်တိုင်း3တိုင်း4တိုင်း5တိုင်း6တိုင်း9တိုင်းပြီးပြီဆိုရင်ပထမဆုံးထိုးခဲ့တဲ့တိုင်မှာ slip stitch နဲ့ဆက်လိုက်မယ်ဒါဆိုရင်လက်ကလေးရပြီပေါ့နော်ချိန်ဝိုင်းထိုးပြီးတော့ရှင်းဖြတ်ပါမယ်ချိန်ဝိုင်းထိုးပြီးတော့ခြေဖြတ်လိုက်မယ်ပြီးရင်ခြေစားရိတ်သိမ်းမယ်ပေါ့နော်ဒီခြေစားကိုကြတော့တဲအောင်ထိုးထည့်လိုက်ဆိုရင်လက်တစ်ဖက်ရည်ပေါ့နော်ဒီလိုမျိုးတက်မှာလက်ကလေးတစ်ဖက်ရည်ဒါမျိုးကိုနှစ်ခုထိုးပါမယ်ခုဒီရလေးထိုးမယ်အုတ်ထုပ်လေးပေါ့နော်အုတ်ထုပ်လေးထိုးမယ်အုတ်ထုပ်ထိုးမယ်ဆိုရင်ဆက်စားချင်းမှာလက်ကျက်ရင်းနဲ့စားပြီးတော့ချီလို့ယူမယ်ပြီးရင်လက်ကျက်ရင်းနဲ့မှာတိုင်တိုး8တိုင်ထိုးမယ်တိုင်း3တိုင်း4တိုင်း5တိုင်း6တိုင်း9တိုင်း10တိုင်းရှက်ကောင်းနေနဲ့ဆက်ပြီးတော့ဆုံးတက်လိုက်မယ်ဒါ row 1 row 2ကိုကျတော့10ချိန်သွားမယ်နောက်ထပ်မှာ2တိုင်းနဲ့10ချိန် 8v ပေါ့နော်နဲ့3 4 5 10ချိန်သွားလိုက်ဒါမျိုးစိနေအောင်ဆွဲနော်ချီရောပြီးရင်ချင်းရှက်ကောနဲ့ဆက်လိုက်ပြီးရင် H တစ်ခါ V တစ်ခါအားလုံးပေါင်း10ချိန်ထိုးမယ်တိုင်းထိုးတစ်ခါနောက်တစ်ခါမှာ V ဒါဆိုရင်တစ်ချိန်တိုင်းထိုးတစ်ခါနောက်တစ်ခါမှာ V နှစ်ချိန်တိုင်းထိုးတစ်ခါနောက်တစ်ခါမှာ V 3ချိန်တိုင်းထိုးတစ်ခါနောက်တစ်ခါမှာ V 4ချိန်တိုင်းထိုးတစ်ခါနောက်မှာ V 5ချိန်တိုင်းထိုးတစ်ခါနောက်မှာ V 6ချိန်တိုင်းထိုးတစ်ခါနောက်မှာ V 9ချိန်တိုင်းထိုးတစ်ခါနောက်မှာ V တော့10ချိန်ပြီးရင်ရှက်ကောနဲ့ဆက်လိုက်မယ်ပြီးရင်နောက်က4ရနေ9ချီကိုအားလုံးပေါင်း22မှာ4တိုင်း4တန်းနဲ့5တန်းထိ4တန်းနဲ့5တန်း row 4နဲ့ row 5ကိုတစ်ပေါက်ကိုတစ်တိုင်းနဲ့24တိုင်း2တန်းထိုးမယ်နော်တိုင်း2တိုင်း3တိုင်း4တိုင်း5 6 9 10ဟုတ်24တစ်ပေါက်တစ်တိုင်းနဲ့24ကို row 4ကနေ row 5ထိထိုးပြီးသွားပြီဆိုရင်ဒါချက်ကော်လေးနဲ့ဆက်လိုက်မယ်row 6ထိုးမယ်ပေါ့နော် row 6ကကြတော့row 6မှာကတိုင်တို4တိုင်းတိုင်တို4ကပြီးရင် HTC တစ်ခါတိုင်တိုတစ်ခါတိုင်တို4ကတိုင်လက်တစ်ခါတိုင်ရှိတစ်ခါနောက်က2ရက်တင်တိုင်ရှိတစ်ခါပြီးတစ်ခါပြန်ပြီးတော့မှတိုင်ရှိတစ်ခါတိုင်လက်တစ်ခါတိုင်တို4ကပြီးရင်တိုင်လက်တစ်ခါတိုင်ရှိတစ်ခါ2ရက်တင်တိုင်ရှိ2ခါပြီးရင်တိုင်ရှိတိုင်လက်တိုင်တို4ကဒီတိုင်းအဆုံးထိထိုးမယ်ပေါ့နော် row 6ကကြမှာဒါပြီးထိုးပြပေးမယ်ချိန်1ထိုးလိုက်မယ်ပြီးရင် sorry ချိန်1ထိုးလိုက်မယ်တိုင်တို4ကထိုးမယ်တစ်တိုင်းတိုင်တို4တိုင်းပေါ့နော်2တိုင်း3တိုင်း4တိုင်း4တိုင်းထိုးပြီးရင်တိုင်လက်လာမယ်တိုင်လက်တစ်တိုင်းပြီးရင်တိုင်ရှိတစ်တိုင်းပြီးရင်1ရစ်ရမယ်2ရစ်ရမယ်အဲ့ဒါကိုတစ်ခါဖြုတ်
3ကဖြုတ်အဲ့ဒါကိုနောက်တစ်ခေါက်ထပ်ပြီးတိုင်းတစ်ခါ3ကနော်ဒါနှစ်တိုင်းပြီးရင်တစ်ခါပြန်ပြီးတော့တိုင်းရှိလာမယ်ပြီးရင်တိုင်းရှိပြီးရင်တိုင်းလက်ပြီးရင်တိုင်းတို့နော်တိုင်းတို့4ကပြန်လာမယ်နှစ်တိုင်း3တိုင်း4တိုင်းပြီးရင်တိုင်းလက်ပြီးရင်တိုင်းရှိပြီးနေ့တင်တိုင်းတိုင်းနှစ်တိုင်းပြီးတစ်ခါထပ်ပြီးတော့တိုင်းရှိပြန်လာမယ်ပြီးရင်တိုင်းလက်ပြီးရင်တိုင်းတို့တစ်ခါနှစ်ခါသုံးခါလေးခါဒါဆိုရင်တပတ်ပြပါရင်ရှစ်ခုနဲ့ဆက်လိုက်မယ်ဒါဆိုရင်ဒီမှာအုပ်ထုပ်ကလေးရပါပြီနော်ရှင်းပြလိုက်မယ်အခုကဒီ pumpkin လေးထိုးပဲပေါ့နော်ဒါကပြုံလေးပေါ့နော်ဒီဘက်ကတန်းလေးနောက်ကပြစားလေးထိုးပါပေါ့နော်ဒါကဒီမှာဦးဆုံးဒီမှာ mini pumpkin ပေါ့နော် row 1က magic နဲ့စပါမယ်ချိန်ဝင်ပြီးရင်မဲ့တိုင်တို6ခုထိုးပါမယ်1 3 4 5 6ပြီးရင်ဒါပြန်မှာဆက်ကောလေးနဲ့ဆက်မယ်row 1ပြီးပြီပေါ့နော် row 2အနေနဲ့ကျတော့ row 2ကကျတော့ 6v ဆိုတာကတိုင်းတစ်ပေါက်ထဲမှာ2ခါ 6v ပေါ့နော် 6v ကတိုင်တို2တိုင်တစ်ပေါက်ထဲမှာထိုးတာကိုပြောတာ6ကြိမ်ထိုးမယ်နော်ချိန်1ပြီးရင်တစ်ပေါက်ထဲမှာပဲတိုင်တို2တိုင်ဟုတ်ဒါဆိုရင်ဒါက v ပေါ့နော်นี่အားလုံး6ခါထိုးပါနော်3 4 5 6ခုနဲ့ဆက်ပြီးရင် row 3ကကြတော့ h တခါ v တခါအဲ့ဒါမှ6ကြိမ်ထိုးမယ်နော်ချိန်1တိုင်တိုတခါ v တခါတိုင်တိုတခါ v တခါအဲ့လိုမျိုး6ကြိမ်6ခါပေါ့နော်တို့တခါ v တခါ3ကြိမ်တခါ v တခါ4ကြိမ်တိုင်တိုတခါ v တခါ5ကြိမ်တိုင်တိုတခါ v တခါဆိုတော့6ကြိမ်ပြီးရင်ရှစ်ခုလေးနဲ့ဆက်ပြီးရင်နောက်တစ်တိုင်းထိုးမယ်ချိန်1အားလုံးပေါင်း row 4ကနေပြီး row 4ကနေပြီး row 6ထိကိုအားလုံးပေါင်း18တိုင်းပေါ့နော်တပေါက်ကိုတစ်တိုင်းနဲ့18တိုင်းထိုးပါမယ်1 2 3 4 5 6 9 10 9 11 12 13 14 15 16 17 18ရှစ်ခုနဲ့ဆက်ဒီတိုင်းပဲနောက်ထပ်နှစ်တန်းထပ်ထိုးမယ်ပေါ့နော်ပြီးရင်ဒီမှာ row 7ကျတော့ဘယ်လိုထိုးမှလဲဆိုရင်တိုင်တိုတစ်ခါတိုင် short တစ်ခါပေါ့နော် decrease ပေါ့နော် decrease ဆိုတာကကျတော့ဒီတိုင်းမှာချီကိုယူတယ်မဖြုတ်သေးဘူးနောက်တစ်ပေါက်မှာတစ်ခါထပ်ပြီးချီကိုယူတယ်အပ်ပြီးတော့မှဖြုတ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခါရိုးတိုင်တိုတစ်ခါပြီးနောက်တစ်ပေါက်မှာချီကိုယူတယ်နောက်တစ်ပေါက်မှာချီကိုယူတယ်ဆိုပြီးတော့ချီကိုဖြုတ်တယ်အဲ့ဒါကိုတိုင် short တယ်လို့ခေါ်ရဲပေါ့နော်ဒါဆိုရင်2ကြိမ်အဲ့ဒီနေ့တိုင်းပဲအားလုံးပေါင်း6ကြိမ်ပေါ့နော်တိုင်တိုတစ်ခါချီကိုယူတယ်နောက်တစ်ပေါက်မှာတစ်ခါယူတယ်စုဖြုတ်တယ်3ကြိမ်တိုင်တိုရိုးတစ်ခါပြီးရင်နောက်တစ်ပေါက်မှာချီကိုယူတယ်နောက်တစ်ပေါက်မှာချီကိုယူတယ်စုဖြုတ်တယ်4ကြိမ်တိုင်တိုတစ်ခါနောက်တစ်ပေါက်မှာချီကိုယူစုဖြုတ်ပြီးရင်နောက်တစ်ပေါက်မှာရိုးတိုင်တို5ကြိမ်တိုင်တိုယူတစ်ပေါက်ယူစုဖြုတ်ဒါဆိုရင်ပြီးပြီရှက်ကောနဲ့ဆက်လိုက်မယ်ဒီလိုလေးပေါ့နော်အဲ့ဒီချိန်ကိုမှ
ဆီလီကွန်လေးထည့်မယ်နော်တင်းတင်းလေးဖြစ်အောင်ထည့်မယ်နော်ဒီကပြော့စစ်စစ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးတောင်းတောင်းလေးမဖြစ်ဘူးနော်ဒီရိုင်းလေးဖောင်းကားပြီးတော့လည်းမထိုးထည့်တယ်ဒီအနေထားလေးနဲ့တူပါနော်ဒီရန်လွတ်လေးရှိသေးတယ်ဆိုရင်ထိုးထည့်လိုက်ပေါင်းဖောင်းလေးတင်းတင်းလေးဖြစ်မှာသူကရွှေပြုံးလေးနိုင်မဟုတ်ရွှေပြုံးလေးချောင်းပိန်သိနေဒါဆိုရင်ရပြီဒီလောက်နေတာဆိုရပြီပေါ့နော်ဒါဆိုရင်ပြီးဆိုရင်နောက်ဆုံးပိတ်ပေါ့နော်နောက်ဆုံးပိတ်မှာဆိုရင်အကုန်လုံးကို decrease လေးထိုးသွားမယ်နော်ချိန်ဝိုင်းထိုးမယ်ပြီးရင်တပေါက်ယူနောက်တပေါက်ယူဆွချတပေါက်ယူနောက်တပေါက်ယူဆွချနော်တပေါက်ယူနောက်တပေါက်ယူဆွချအဲ့တိုင်းပဲ6ကြိမ်ထိုးမယ်နော်ဒါဆိုရင်ဒီလိုမျိုးလေးဖြစ်ပြီနော်ဒါဆိုရင်အမတို့ချီဖြတ်လိုက်ချီကိုရှည်ရှည်လေးခြံပြီးဖြတ်မယ်နော်ရှည်လေးခြံပြီးဖြတ်ပြီးရင်အဲ့နဲ့ဆွချုပ်မယ်ဒီချီနဲ့ဒီလိုမျိုးလေးပေါ့စုပ်ပြီးတော့ပေါက်ကလေးပိတ်သွားအောင်ချုပ်လိုက်မယ်အဲ့အစီအပြေဒီလိုလေးသာချုပ်လိုက်ရတယ်ဘာမှမဖြစ်ဘူးနော်ဒီလိုမျိုးလေးထိတ်ကလေးစုပ်သွားပြီဆိုရတယ်နော်စုပ်ပြီးရင်ဒီအလေကိုအပေါက်ကနေပြီးတော့ဒီဘက်ကထိတ်ကပေါက်ကိုဆွဲလိုက်မယ်ဒီချီကထည့်လိုက်လို့ရနော်ဆွဲပြီးရင်မလုပ်မှလဲဆိုရင်ဒီလိုမျိုးဒီလိုမျိုး line လေးတွေပေါ့မှာနော်တင်းတင်းလေးချီကိုတင်းတင်းလေးဆွဲလိုက်မယ်ဖြည့်ပြီးတော့ရင်ဒီချီကိုဒီလိုယူပြီးတော့ဒီထိတ်ကအပေါက်ကနေပြန်ထိုး3 line ထိုးမယ်နော်3 line ပိုင်းလိုက်မယ်ဖြုံလေးကိုYeah. 3 nhẫn đó vì aku di chuyện trong đi đây ạ nhà đi ốc lý thùng đó ốc lý của thì mà nó tôi mấy chuyện này sao mấy pi tay đồ xí khát thùng này anh mấy chuyện này mà đấy tay đồ xí khát thùng đó đấy nè đó đi và chó khổ shit à thôi mấy chuyện này shit cả mấy chuyện này mà tay đồ shit cả thùng lại đấy nó đấy chắc có lẽ lạiပြီးချိန်မှထိုးပြီးတော့ခြေဖြတ်လိုက်တော့ရတယ်။ဒါပဲ။သူကဖုန်းလေးကဒီလိုလေးပဲ။နော်သူကိုဒီဟာလေးကိုခိုင်အောင်တုံနော်။အခုဒီမှာဆိုလို့ရှိရင်ဒီမှာဟို pancake ဟိုထိတ်တာဒီအညာလေးတွေထိုးပြီး3ခုထိုးပြီးသွားပြီဒီမှာဆိုရင် chain ကိုဒီလို2ကြိုးထိုးမယ်ပေါ့နော် chain 2ကြိုးထိုးမယ် chain 2ကြိုးက1ကြိုးဒီလိုချီစားရှိရှိလေးတွေခြံပြီးထိုးမယ်ပေါ့နော်ဟိုဘက်ဒီဘက်တစ်ခုကဒီလိုမျိုး20တစ်ခုကကြတော့ chain 100ထိုးထားမယ်နော်2ကြိုးထိုးမယ်အဲ့ဒါကိုအခုဘာလုပ်မလဲဆိုလို့ရှိရင်ဒီနားလေးကိုပေါ့နော်ဒါလေးတွေကို decoration လေးဒီလိုမျိုးမျက်နှာဟိုလေးတွေလုပ်မယ်ပေါ့နော်ထုတ်ပြီးမှရေးတော့နော်
ရင်ဒီမျိုးတွားလေးထိုးမယ်ဆိုရင်ဒီဘက်ကိုပြန်ပြီးတော့ပြောင်းပြန်လာပြီးတော့ဒီနေရာမှာချီလို့ယူလိုက်ပြီးရင်ဒီလိုလေးခိုင်အောင်တုပ်လိုက်ပါနော်ရပြီဒီမှာတော့မဆွလိုက်ဆိုပြီးရင်မျက်နှာလေးထားပေါ့နော်ပေါ့နှမ်းပြီးတော့မှဒီလိုမျက်လုံးလေးထည့်ပေးပါတော့မျက်လုံးလေးဟုတ်ကိုကြောက်လိုက်有呢。点呢？厉害。这里，然后这边嘛。对，是的。OK，下来那边。对了。ထိုးရပါတော့ဒီမှာကျတော့ဒါကိုအောက်မှာထိုးမယ်အောက်ကနေပြီးတော့ထိုးလိုက်မယ်ပြီးရင်ဒီအောက်မှာဒီလောက်တော့ပေါ့နော်ခြံထားပြီးရင်ဒီကနေပြီးတော့တစ်ခါပြန်ထိုးအိုးစောတီဒီချီရဒီပေါ်မှာဒီလိုဝင်လေးချင်မယ်နော်ဒါဆိုရင်ဒီလိုလေးပေါ့နော်တန်းလိုက်ပြီညတော့ဒီလိုဝင်လေးချင်မယ်ဒီလိုဒီမှာဝင်လေးပေါ့နော်ဒီထိတ်ကလေးလိုဝင်လေးနဲ့ဒီထိတ်ကဒါလေးနဲ့ဒီလိုလေးတန်းလေးချင်မယ်နော်တန်းချင်ပြီးတော့မှသူ့ကိုမလုပ်မယ်ဆိုရင်ဒီဓာတ်လေးကိုတက်မယ်起线了，起线了是一段，你加完一点。所以不表到呢，看了到，其实这我昨天来。
လေးကိုဒီမှာတစ်ခုထိုးမယ်နောက်ဆုံးတစ်ခုအတွက်ဒီမှာချီနောက်ပြုတ်တော့ရပြီဒီတုံးတက်နေနော်မေ့ပြီးတော့ကျန်ချင်းဟိုကနေထိုးပါမယ်ဒါကိုဒီမှာဆိုရင်ဒီတွင်းထဲမှာယူပြီးတော့ရပြီ finish ပါရှင်အခုဒါဒီလိုမျိုးလေးပြီးသွားပြီပေါ့နော်ဒါပြီးသွားပြီဆိုလက်ကလေးတစ်ဖက်တက်ရအောင်မယ်ပေါ့နော်လက်ကလေးတစ်ဖက်ကိုကြတော့မတို့ကကော်တုတ်ပြီးတက်မယ်နော်ဒီလက်ကလေးကိုကြတော့ဒီထိတ်မှာဒီကော်ချောင်းလေးနဲ့ပေါ့နော်တုတ်ပြီးတော့ကြတော့ဒီထိတ်ဒီဘေးလေးမှာဒါလေးကိုကတ်လိုက်ရုံပဲနော်ကော်တုတ်ပြီးတော့ကတ်ပြီမယ်နော်ဒီမှာဒါကော်လေးပေါ့နော်ကော်ဘူချောင်းလေးနဲ့ကတ်ပြီးတော့တုတ်ပြီးတော့ဒါလေးကတ်လိုက်ရမယ်နောက်တစ်ဖက်ပေါ့နော်ကော်ကိုများများလေးတော့တုတ်နော်ရပါပြီဒါဆိုရင်တော့ Little Gold Halloween Crochet လေးပြီးတော့ပါပြီကျေးဇူးအများကြီးတင်ပါတယ်ပရိုမိုလေးချစ်စရာကောင်းတာလေးတွေကိုအမြင်ပြန်တင်ဆက်ပေးနေမှာမို့လို့ page လေးကို follow လုပ်ထားပေးပါဒီထိုးနည်းလေးကိုသဘောကျရင်ဆိုလို့ရှိရင်လည်း like and share လေးလုပ်ပေးဖို့မမေ့နဲ့เนาะနောက်ထပ်လည်းချစ်စရာကောင်းတာလေးတွေထုတ်ပြပေးအောင်မို့လို့ page လေး follow လုပ်ထားပေးအောင်เนาะတဒါ